Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF နဲ့ရခိုင်မျိုးသားအဖွဲ့ချုပ်အာရခတပ်တော် ULA/AA တို့ကထိပ်သီးခေါင်းဆောင်တွေပြီးခဲ့တဲ့ဇွန်လ23ရက်က online ကတဆင့်တွေ့ဆုံပြီးရခိုင်ဒေသရေဘေးကူညီရေးနဲ့လက်ရှိနိုင်ငံရေးစီရေးခင်းကျင်းတွေကိုဆွေးနွေးခဲ့ကြပါတယ်။တွေ့ဆုံပွဲမှာ SCEF အလှည့်ကျသဘာပတိခူဦးရယ်နဲ့ ULA/AA ဥက္ကဋ္ဌဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ကအဖွင့်မှာစကားပြောကြားခဲ့ကြပြီး SCEF ရဲ့မဟာဗျူဟာနဲ့မူဝါဒရေးရာဦးဆောင်ဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကညီကုန်းချုပ်စကားပြောကြားခဲ့ပါတယ်။တနိုင်ကြော်ကြာပြုလုပ်ခဲ့တဲ့အဲ့ဒီဆွေးနွေးပွဲမှာရခိုင်ပြည်နယ်မှာကြုံတွေ့နေရတဲ့ရေဘေးသင့်ပြည်သူတွေကိုလူသားချင်းစာနာမှုအကူအညီပေးရရေးပြန်လည်ထူထောင်ရေးကိစ္စရပ်တွေအပြင်လက်ရှိနိုင်ငံရေးခင်းကျင်းတဲ့ရှေ့ဆက်ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကိုရင်းနှီးပွင့်လင်းစွာတိုင်ပင်ခဲ့ကြပါတယ်။ဒါအပြင် SCEF ခေါင်းဆောင်တွေကကောင်စီဖွဲ့စည်းရခြင်းရဲ့ရည်ရွယ်ချက်မူဝါဒနဲ့ရှင်းလုပ်ငန်းစဉ်တွေကိုရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ SCEF ဟာချုပ်ချာအာဏာကိုပြည်내ဖက်ဒရယ်ယူနစ်တွေတွင်ရှိပြည်သူတွေကပိုင်ဆိုင်နေဆိုတဲ့မျှဝေသုံးစွဲသောချုပ်ချာအာဏာမှုကိုကင်ဆွဲထားပါတယ်။ SCEF မှာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးဖွဲ့စည်းတွေဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေနဲ့ပြည်သူ့ကိုယ်စားလှယ်တွေပါဝင်တဲ့စုပေါင်းခေါင်းဆောင်မှုနဲ့မူဝါဒတရက်တည်းမဟာဗျူဟာတရက်တည်းကိုအခြေခံပြီးဖော်ဆောင်နေတဲ့ဖွဲ့စည်းဖြစ်ပါတယ်။လက်ရှိမှာ ULA/AA ဟာရခိုင်ပြည်နယ်တွင်မြို့နယ်14ခုနဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်တွေကိုထိန်းချုပ်ထားပြီးတရုတ်အိန္ဒိယအခြေခံအဆောက်အုံစီမံကိန်းတွေကိုပါကင်တွယ်ထားတဲ့အင်အားတောင့်တင်းတဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးဖွဲ့စည်းတစ်ခုဖြစ်ပါတယ်။